မိတ်ဆွေအနေနဲ့ပတ်စံကိုတဲကြီးမဲကြီးစုခဲ့ဘူးလားထမင်းတနက်လျှော့စားရတာသေးငယ်တဲ့ပျော်ရွှင်မှုလေးတွေကိုစွန့်လွတ်ရတာဘဝကြီးကိုတောင်မှအရှုံးပေးထားတဲ့အထိစုပေမဲ့တနေ့နေ့မှာတစ်ခုခုမှားယွင်းသွားရင်အားလုံးဆုံးရှုံးသွားတော့မလားဆိုတဲ့စိုးရိမ်စိတ်မျိုးနဲ့နေခဲ့ဘူးလားပတ်စံကိုဘယ်တော့မှမစုနဲ့ဆိုတဲ့စကားပုံတစ်ခုရှိတယ်အဲ့ဒါဖြုံးတီးပြဖို့ဒါမှမဟုတ်ရင်ဘာအစီအစဉ်မှမရှိပဲနေဖို့ပြောတာမဟုတ်ဘူးပတ်စံဆိုတာတုံးဖို့ဖြစ်ရမယ်အဲ့ဒီပတ်စံကိုမထိရမကင်ရအောင်ကြောက်နေဖို့မဟုတ်ဘူးဆိုတာကိုဆိုလိုတာပါစုဆောင်းတာအရေးကြီးပေမဲ့အဲ့ဒီငွေမှာရည်ရွယ်ချက်ရှိရမယ်မိခဏခဏပြတ်တတ်တဲ့မြို့လေးတစ်မြို့မှာအီတန်လို့အမည်ရတဲ့အမျိုးသားတစ်ယောက်ရှိတယ်သူကလူစီကားတဲ့လမ်းမတွေရဲ့ဝေးရာကဂိုဒေါင်တစ်ခုမှာညားဆောင်အလုပ်လုပ်တာပါအီတန်ကရိုးသားပြီးအေးအေးဆေးဆေးနေတတ်တဲ့သူပါမနက်ခင်းအိမ်ပြန်ရောက်တဲ့အခါခန္ဓာကိုယ်ကလည်းပင်ပန်းမျက်လုံးတွေကလည်းကြောက်နေပါပြီညဘက်ဆိုရင်လည်းအိမ်မပျော်ပဲကုန်ကြစရိတ်တွေမီးပြတ်တာတွေနဲ့အနာကအကြောင်းပဲတွေးနေတတ်တယ်အဲ့ဒီမြို့မှာနေရတာမလွယ်လောက်အောင်မီးပြတ်ပြီဆိုရင်စားစရာတွေပုတ်ကုန်ရောဖုန်းတွေအားကုန်ဖျောင်းနိုင်ဝယ်ဖို့တောင်ပတ်စံကုန်ပြီးအခြေခံကိစ္စလေးတွေတောင်ခက်ခဲကုန်ပါတယ်ဒီမှာအသင့်အတွက်သတင်းကောင်းတစ်ခုရှိပါတယ်အကယ်၍လူကြီးမင်းတို့အနေနဲ့ဈေးနှုန်းအချိုသာဆုံးနဲ့အကောင်းဆုံး VPN တစ်ခုကိုရှာဖွေနေရဲဆိုရင်ကျွန်တော်စီမှာတစ်လအောင်9000ကျပ်ထဲနဲ့ဝန်ဆောင်မှုပေးနေပါပြီ speed အပြည့်ရမယ်ပြင်စိတ်ချရတဲ့ performance နဲ့အပြည့်အဝ support ပေးမှုကိုလည်းရရှိမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ VPN ကိုတစ်ခါသုံးကြည့်ရုံနဲ့နောက်ထပ် VPN ထပ်ရှာစရာမလိုတော့ဘူးလို့ကျွန်တော်အနေနဲ့အာမခံပါတယ်ဝယ်ယူဖို့အတွက်အပေါ်က Viber ကိုဆက်သွယ်နိုင်ပါတယ်တညတော့အီတန်ကသူ့ဇနီးမီယာတားလေးလီယိုတို့နဲ့အတူထမင်းစားနေတော့မီးပြတ်သွားတယ်လီယိုကသူ့ចောင်းစာတွေကိုပြနေတော့အခန်းထဲမှာအမှောင်တိကျသွားတာပေါ့မီယာဖျောင်းနိုင်လေးတိုင်းထွန်းပြီးတော့တပ်ပြင်းချတယ်စိတ်ဆိုးတာမဟုတ်ပေမဲ့ပင်ပန်းနေတဲ့အတန်မျိုးပါလီယိုကအလင်းရောင်အားနည်းနည်းလေးကိုကြည့်ပြီးဒီလိုကြီးနဲ့သားစာဘလို့လုပ်ရမှာလဲလို့မေးလိုက်တယ်အဲ့ဒီချိန်ကိုအီတန်ရင်ထဲမှာစွဲနေခဲ့တယ်အဲ့ဒီညမှာပဲသူမီးလုံးတစ်လုံးဝယ်ဖို့ပတ်စံစုမယ်လို့ဆုံးဖြတ်လိုက်တယ်မြို့ထဲကလူတွေကမီးဆက်ရှိရင်ဘေးကင်းပြီမီးဆက်ရှိရင်ဘဝလွယ်ကူသွားပြီလို့ပြောကြတာကိုအီတန်ကတကယ်ယုံကြည်သွားတယ်သူကစာရီအဟောင်းလေးတစ်ခုပေါ်မှာမီးဆက်လို့ရေးပြီးအဝတ်အစားတွေအောက်ကအန်ဆွဲထဲမှာပွက်ထားလိုက်တယ်အပတ်တိုင်းပတ်စံလေးတွေကိုတေချာထည့်စုတယ်ပို့စုနိုင်မှုအတွက်သူကစိတ်ချမ်းသာမှုပေးရဲ့အသေးအဖွဲလေးတွေကိုဖြတ်တောက်လိုက်တယ်လက်ဖက်ရည်ပူပူတောက်တာတွေကိုရက်လိုက်တယ်တစ်သီးမဝယ်တော့ဘူးဖဏအဟောင်းကြီးပြက်နေရတော့အစ်စ်မဝယ်ဘူးပင်ပန်းလာတိုင်းဒါအနာဂတ်အတွက်ပဲလို့ကိုပြန်ပြောတတ်တယ်ပထမတော့စာရီလေးရာပြည့်လာလို့စိတ်ချမ်းသာရတယ်အထဲမှာပတ်စံကြီးအတော်တန်ရှိလာတော့သူကိုဘေးကင်းပြီလို့ထင်နေတာဒါပေမဲ့ဘဝဆိုတာရက်တန့်မနေဘူးလေတညမှာတော့လီယိုကအဖျားကြီးပြီးအရန်နေမကောင်းဖြစ်လာတယ်စေကန်းကိုအမြန်ပြေးကြပေမဲ့ဆရာဝန်ကအရင်ဆုံးပတ်စံပေးဖို့တောင်းတယ်အီတန်ကတုံရင်နေတဲ့လက်တွေနဲ့အန်ဆွဲတဲ့စာရီကိုထုတ်ပြီးပတ်စံကြီးနှိုက်ပေးလိုက်ရတယ်မင်းနဲ့ပိုင်းအတွင်းမှာနေစုထားတဲ့ပတ်စံတွေကပါးလျသွားတော့တာပဲလီယိုနေပြန်ကောင်းလာပေမဲ့အီတန်ကတော့စိတ်သက်သာမရဘဲနဲ့ကြောက်စိတ်ဝင်လာတယ်အဲဒီနောက်မှာအိမ်သားကလည်းနည်းနည်းတက်လာပြန်တယ်ပြီးတော့အလုံးမှာလည်းသူ့ဖက်ကအန်ရယ်ရှိလို့အစ်စ်ဝယ်ရမယ်လို့ပြောခံရပြန်တယ်စာရီလေးကပြန်ပြီးဟောင်းလောင်းဖြစ်သွားတာပေါ့အီတန်ကအလုပ်ချိန်ကြီးပိုဆင်းတယ်အဲ့ချိန်ကြီးလျှော့တယ်ပိုပြီးတော့လဲအေးဆက်ပင်ပန်းလာတယ်သူ့အရာရာအောင်မိမိရော်ရော်ဖြစ်လာသလိုအိမ်မှာလည်းစကားနည်းလာတယ်ဘာကြောင့်မှမသိပဲရင်ထဲမှာဒေါသတွေထွက်နေတတ်တယ်ပတ်စံစုရင်ဘေးကင်းမယ်လို့လူတွေပြောတာတွေကိုသူကြားဘူးပဲမဲ့သူ့ဘဝကတော့တခြားစီဖြစ်နေတယ်သူပိုစုလေအဲ့ပတ်စံတွေကုံသွားမှာကိုပိုကြောက်လေပဲတညမှာတော့မျိုးတစ်မျိုးလုံးမီးမှောင်နေတော့အီတန်အပြင်ထွက်ကြည့်လိုက်တော့လမ်းတစ်ဖက်ကအိမ်ကြီးချင်းအိမ်မှာအလင်းရောင်တွေလင်းနေအောင်မြင်လိုက်ရတယ်အဲ့ဒါကျောင်းသားမှာမုတ်ရောင်းတဲ့အဖွားကိုမစ္စကာတာရဲ့အိမ်မှာအိမ်တစ်ခုလုံးမှောင်နေပေမဲ့သူ့အိမ်လေးကတော့အေးအေးချမ်းချမ်းနဲ့လင်းထိန်နေတာအီတန်ကလမ်းလျှောက်သွားပြီးအဖွားရင်ကဘလို့လို့မီးလင်းနေရလဲလို့မေးလိုက်တယ်သူမကပြုံးပြပြီးအားသွင်းလို့ရတဲ့အိမ်သုံးမီးအိမ်လေးကိုပြတယ်မီးလာတဲ့အချိန်မှာအားသွင်းထားပြီးမီးပြတ်တဲ့အချိန်မှာတခြားသူတွေကိုပြန်ငှားစားတာပါအဲ့ဒါသူမအတွက်ဝင်ငွေလဲရစီပြီးစိတ်လဲလုံခြုံစေတယ်လို့ဆိုတယ်ဒါကိုကြားလိုက်တဲ့အခါအီတန်ရဲ့အတွေ့အပြောင်းလဲသွားတယ်အန်ဆွဲထဲမှာဝတ်ထားတဲ့ပတ်စံကဘာမှမလုပ်ပဲငြိမ်နေပေမဲ့အလိမ်မှာသုံးပြီးသုံးဆွဲတဲ့ပတ်စံကတော့စကားပြောတတ်ပြီးကိုယ်စီပြန်လာတတ်တယ်ဆိုတာကိုသူပထမအဆုံးချိန်နားလည်သွားတယ်အဲ့ညနှောင်းပိုင်းမှာသူအိမ်ပြန်ရောက်တော့အားလုံးအိပ်ပျော်နေချိန်မီးဖိုချောင်စပွဲလေးမှာထိုင်ပြီးအသေးချာစဉ်းစားနေမိတယ်
ဖျောင်းနိုင်လေးကတော့လေတိုးတိုင်းတုံခါနေရပေါ့နှစ်ပေါင်းများစွာအတွင်းမှာပထမအဆုံးအကြိမ်ဖြစ်သူဟာအဲ့စာရီလေးကိုအန်ရရှိရဲ့အရာတစ်ခုလိုအန်ဆွဲတဲ့ပြန်မထဲတော့ဘူးသူစာရီကိုဖြည်းဖြည်းချင်းဖွင့်ပြီးကြံနေတဲ့ငွေဆက်ကူတွေကိုပြန်ရည်တွက်တယ်ကနန်းတွေကိုကြည့်ပြီးစိတ်သက်သာမရပဲရင်ထဲမှာလေးလံမှုကိုခံစားနေရတယ်ဘာလို့လဲဆိုတော့အဲ့ငွေတွေကဘလောက်တောင်မြန်မြန်ပျောက်ကွယ်သွားနိုင်လဲဆိုတာသူသိနေသလိုကြောက်စိတ်ကြောင့်ဘဝကိုမရှင်တန်ပဲပုံကွယ်နေမိခဲ့တာကိုလည်းသူသိသွားလို့ပါပဲမီယာနိုးလာပြီးမီးစားအတွက်ဆက်စုအောင်ပါလားလို့တိုးတိုးလေးမေးတဲ့အခါဤတန်းကခေါင်းခါပြလိုက်တယ်ဒါဟာယုံကြည်ချက်အပြည့်နဲ့ညင်းတာမျိုးမဟုတ်ပဲရိုးသားမှုတစ်ခုနဲ့ညင်းလိုက်တာပါပြီးတော့သူတခါမှရှင်းရှင်းလင်းလင်းမတွေးရဲခဲ့တဲ့စကားတစ်ခုကိုပြောလိုက်တယ်သူဟာဘေးကင်းဖို့အတွက်တတ်တတ်နေတော့ပတ်စံတွေကိုဆက်ပြီးမစုကျင်တော့ပါဘူးသူ့အနေနဲ့သူတို့ရဲ့နေ့စဉ်ဘဝကိုတကယ်အထောက်အကူပြုမဲ့အရာတစ်ခုခုကိုဖန်တီးကျင်ခဲ့ပါတယ်မီယာကတော့စိုးရိမ်တဲ့မျက်လုံးတွေနဲ့ကြည်နေမိရဲ့ဘာလို့လဲဆိုတော့သူတို့အိမ်မှာစိုးရိမ်စိတ်ဆိုတာအမြဲတမ်းဧည့်သည်လိုဖြစ်နေခဲ့တာ哦ဒါပေမဲ့သူမကကြားဖြတ်မပြောပဲနားထောင်ပေးခဲ့တယ်ဒီလိုနားထောင်ပေးနေရတာစိတ်သက်သာရစီတယ်လေဒီအကြောင်းအရာတွေကိုဆက်မပြောခင်အခုလိုတန်ဖိုးရှိရဲ့ဘူးတုတာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Money Power မြန်မာ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဒါဆိုရင်ဆက်ပြောလိုက်အောင်နောက်တစ်နေ့မနက်မှာတော့အီတန်ဟာတုံရင်နေတဲ့လက်တွေခုံပေါက်နေတဲ့ရင်ခုန်တန်တွေနဲ့အတူပွားထားတဲ့ပတ်စံတချို့ကိုထုတ်ပြီးတော့အားသွင်းလို့ရတဲ့မီးရိပ်နှလုံးနဲ့ပုံအားသွင်းဆက်သေးသေးလေးတစ်ခုဝယ်လိုက်တယ်ခြေလမ်းတိုင်းမှာသူဟာကိုအားနေသွားသလိုခံစားနေရတယ်ဘာလို့လဲဆိုတော့ပတ်စံသုံးလိုက်တာသူ့အတွက်စွန့်စားမှုတစ်ခုလိုဖြစ်နေပြီးစွန့်စားရတာကြာရှုံးတော့မဲ့အတိတ်နမိတ်လိုခံစားနေရလို့ပါသူကအနီးနားစန္ဒဆရာတယောက်နဲ့သဘောတူညီချက်လေးတစ်ခုတိုးတိုးတိတ်တိတ်လုပ်လိုက်တယ်နေဘက်မှာမီးရိပ်တွေကိုအားသွင်းခွင့်ပေးဖို့နဲ့အပြန်အလှန်အနေနဲ့ညဘက်ဆိုင်ပိတ်ရင်သူကကူညီပေးဖို့ပေါ့အဲ့အပေးယူကတေးငယ်ပဲမဲ့အကြာကြီးရက်တက်နေခဲ့သူ့ဘဝအတွက်တော့ပထမဆုံးလှုပ်ရှားမှုတစ်ခုလိုဖြစ်ခဲ့တယ်အဲ့အပတ်မှာပဲနောက်တစ်ခါမီးထပ်ပြတ်တဲ့အခါအီတန်ဟာမှောင်ရိပ်ကျနေတဲ့လမ်းကြီးအတိုင်းတန်ရင်တက်ဆင်းလျှောက်သွားခဲ့တယ်သူကအတန်တိုးတိုးမဝင်မရဲနဲ့ပဲအခါကြီးငွေအနှဲငယ်ယူပြီးမီးရိပ်ငှားတာနဲ့ဖုံးအားသွင်းပေးတာတွေကိုလိုက်ပြောတယ်တချို့အိမ်တွေကတကားပိတ်ထားတယ်တချို့ကတန်စရာနဲ့ကြီးကြပေမဲ့တချို့ကတော့မှောင်မဲနေတာကိုစိတ်ကုန်နေကြပြီမို့လို့သဘောတူကြပါတယ်အဲ့ဒီပထမအဆုံးညမှာသူပတ်စံအနှဲငယ်ပဲရခဲ့ပေမဲ့အဲ့ဒီပတ်စံကစာရီထဲကပတ်စံနဲ့မတူပတ်စံကြောက်စိတ်တွေအစားရည်ရွယ်ချက်နဲ့မျှော်လင့်ချက်တွေတည်ဆောင်လာတာလေသူကမတ်စုစာအုပ်လေးထဲမှာရတဲ့ငွေကုန်ကြစရိတ်နဲ့အမြန်လေးတွေကိုတေးချာရေးမှတ်ထားတယ်ပြီးတော့မိရအောင်လည်းအကုန်ပြတယ်ပထမအဆုံးအကြိမ်အဖြစ်သူတို့ကြားမှာပတ်စံဆိုတာလျှို့ဝှက်ချက်မဟုတ်တော့ဘူးတစ်ပတ်ပြီးတစ်ပတ်သူကမီးရိပ်နေထောက်ဝဲတယ်ပါဝါဘတ်နေဝဲတယ်ဘာအလုပ်ဖြစ်တယ်ဘာအဆင်မပြေဘူးဆိုတာကိုဖြည်းဖြည်းချင်းသင်ယူလာရတယ်ဒီယူကလည်းနာမည်နဲ့အချိန်တွေကိုတေချာလိုက်မှတ်ပေးပြီးတော့ကူညီပေးလာတယ်သူဟာအသုံးဝင်တဲ့သူတယောက်ဖြစ်လာလို့ဂုဏ်ယူနေသလိုမိသားစုထဲမှာပါဝင်ရတာကိုလည်းပျော်နေတာပေါ့သူတို့အိမ်လေးဟာအပြင်လူတွေသတိမထားမိတဲ့ပုံစံမျိုးနဲ့တိတ်တိတ်ဆိတ်ဆိတ်ပြောင်းလဲလာတယ်ထမင်းစားချိန်တွေကပိုပြီးအေးချမ်းလာတယ်အတန်တွေကပိုပြီးနူးညံ့လာတယ်မောင်မာကိုကြောက်ပြီးအလောတကြီးလုံနေရတာမရှိအောင်အိမ်ကြီးချင်းတွေကလည်းတနာစရာလူတယောက်လိုမဟုတ်ပဲလေးစားတဲ့မျက်လုံးတွေနဲ့လာပြီးဤတန်မီးရိမ်အားရရှိသေးလားလို့မေးကြတယ်တချို့ညတွေမှာပင်ပန်းပင်မဲ့ဤတန်ကပိုပြီးတော့တန်မာလာသလိုခံစားရတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကြိုးပမ်းမှုကနေအကျိုးရလဒ်တစ်ခုပြန်ရလာပြီလေတညတော့မိုးတက်မှုန်တိုင်းကြောင့်မီးရိမ်တစ်လုံးပြတ်သွားတယ်အရင်ကကြောက်စိတ်အဟောင်းကြီးကအရေးလိုပြန်ရောက်လာပေမဲ့အဲ့ချိန်မှာဤတန်ကြောက်ပြီးပုံးမနေတော့ဘူးရထားတဲ့ပတ်စံရင်းနဲ့ပြန်ပြင်းတယ်စီကန်းလေးတွေတတ်မှတ်တယ်ဆုံးရှုံးမှုကနေသင်ခန်းစာယူပြီးရှေ့ဆက်တယ်လာပိုင်းလောက်ကြာတဲ့အခါမှာတော့သူဆိုလာပြားသေးသေးလေးတစ်ခုဝယ်နိုင်ခဲ့တယ်အရင်ကောင်းလာတာမဟုတ်ပေမဲ့သူတို့ပစ္စည်းတွေကိုအားသွင်းမှုတော့လောက်ငှပါတယ်အဲ့ဒီဆိုလာပြားပေါ်ကိုနေအောင်ကြီးစတင်ရောက်လာတဲ့နေ့မှာဤတန်နှစ်ပေါင်းများစွာမခံစားခဲ့ရဘူးတဲ့တည်ငြိမ်အေးချမ်းမှုကိုခံစားလိုက်ရတယ်အဲ့ဒီညမှာမီးပြတ်သွားပေမဲ့သူတို့အိမ်လေးကတော့လင်းထိန်နှွေးထွေးနေခဲ့တယ်လီယိုကဒါဆိုတားတို့ကတကယ်ပဲဘေးကင်းသွားပြီလားလို့မေးတဲ့အခါဤတန်ကနုနုညံ့ညံ့ပဲပြန်ဖြေလိုက်တယ်ဘေးကင်းတယ်ဆိုတာပုံးနေတာကိုပြောတာမဟုတ်ဘူးသားရဲ့မနှက်ဖြန်အတွက်ပြန်ပြီးမတ်တက်ရနိုင်မယ်အရာတစ်ခုခုကိုတိဆောက်တာကိုပြောတာကွာသူကစာရီအဟောင်းလေးကိုပြားအောင်လုပ်ပြီးမှတ်စုစာအုပ်ထဲမှာညှက်ထားလိုက်တယ်သူဘယ်လိုလူမျိုးဖြစ်ခဲ့ဘူးတလဲဆိုတာကိုသတိရနေဖို့ပေါ့
ဒါပေမဲ့အဲ့ဒီလူမျိုးအဖြစ်ဆက်မနေခြင်းတော့ဘူးလူတွေကသူ့ကိုပတ်စံစုတော်လိုက်တာလို့ချီးကျူးကြတဲ့အခါဤတန်းအေးဆေးဆေးပဲပြုံးပြီးတော့ပြောတတ်တယ်စုနေုံတက်တက်နဲ့တော့ဘဝကိုမကာကွယ်နိုင်ပါဘူးကို့မှာရှိရလေးတွေကိုဂယူးတဆိုင်နဲ့တတိရှိရည်ရွယ်ချက်ရှိအတုံးချတတ်မှသာကြောက်စိတ်တွေကိုအလင်းရောင်ဖြစ်ပြောင်းလဲနိုင်မှာပါတဲ့နီးခဏပြတ်ပြီးညရီရှည်လျားလာတဲ့အဲ့ဒီမျိုးလေးမှာဤတန်နားလေသွားတာတခုရှိတယ်ပတ်စံဆိုတာဘဝတွေကနေဝှက်ထားဖို့မဟုတ်ပဲဘဝကိုတေချာလမ်းညွှန်ပေးဖို့ဖြစ်တယ်ဆိုတာပါပဲဘာလို့လဲဆိုတော့ဘဝဆိုတာပြီးပြည့်စုံတဲ့အစီအစဉ်တွေဒါမှမဟုတ်ပတ်စံပြည့်နေတဲ့စာအိတ်တွေကိုစောင့်မနေလို့ပါပဲဘဝဆိုတာမှောင်မဲနေသေးရင်တော့မှတေးငယ်ပြီးတတိရှိတဲ့ခြေလမ်းနေနဲ့ပဲရှင်သန်ကြီးထွားလာရတာမျိုးပါ